မြန်မာရဲ့အာဆီယံဘုံသဘောတူညီချက်9ရပ်ကိုမြည်သည့်နည်းနဲ့မှဆွန့်လွတ်မိမဟုတ်ဘူးအာဆီယံဥက္ကဋ္ဌဖိလစ်ပိုင်နိုင်ငံသားရဲ့ဝန်ကြီးကပြောဆိုမြန်မာရဲ့ပြည်ရှင်အတွက်အာဆီယံဘုံသဘောတူညီချက်9ရပ်ကိုမြည်သည့်နည်းနဲ့မှဆွန့်လွတ်မိမဟုတ်ပဲအဓိကမူပေါင်းဖြစ်ဆက်လက်သုံးပြသွားမည်ဖြစ်ကြောင်းအာဆီယံလက်ကျဥက္ကဋ္ဌဖိလစ်ပိုင်နိုင်ငံရဲ့နိုင်ငံသားဝန်ကြီးမာရီယာထရီဇာပီလာရာဆိုရကပြောလိုက်ပါတယ်မြန်မာနိုင်ငံမှာပြောင်းလဲဖြစ်ပေါ်နေတဲ့မြေပြင်ချင်းတွေနဲ့ညီပုံသဘောတူညီချက်9ရပ်ကိုပုံမလက်တွေ့ကြပြီးလာရောညီတွေရှိတဲ့နီလန်းအနေနဲ့အကောင့်တွေပေါ်လိုအပ်ကြောင်းအာဆီယံခေါင်းဆောင်ချုပ်ကလည်းပုံမထရောက်ပြီးတော့ဒိဗယ်ရှင်ရဲ့ရလဒ်တွေထွက်ပေါ်လာစေရန်ပုံသဘောတူညီချက်9ရပ်အကောင့်တွေပေါ်ပုံကိုပြန်လည်စဉ်းစားတိုက်တွန်းကြောင်းပြောတယ်။ထို့သောရင်းနှီးအကောင့်တွေပေါ်ပုံကိုပြန်လည်စဉ်းစားခြင်းကပုံသဘောတူညီချက်9ရပ်ကိုစွန့်လွတ်ခြင်းလုံးဝမဟုတ်ကြောင်းဖိလစ်ပိုင်နိုင်ငံသားဝန်ကြီးကလေးပေးပြောဆိုတယ်။ဖိလစ်ပိုင်နိုင်ငံအတွက်တော်တာဘုံသဘောတူညီချက်9ရပ်ကိုဘလို့ပုံစံနဲ့မှဆက်လုပ်တာမဟုတ်ပါဘူးအာဆီယံကတာတာမဟုတ်အာဆီယံရဲ့လုံဆောင်ချက်ရည်ရွယ်ချက်ရှိရှိနဲ့မြေပြင်မှာဖြစ်ပေါ်နေတဲ့အခြေအနေမှန်တွေပေါ်မူတည်ပြီးလုံဆောင်ရမှာဖြစ်တယ်လို့လာစရိုကဘာမှသတင်းဌာနကိုစာနဲ့ရေးဖြေကြားတဲ့အင်တာဗျူးမှာပြောတယ်2021ခုနှစ်ဧပြီလမှာအာဆီယံခေါင်းဆောင်တွေကချမှတ်ခဲ့တဲ့မြန်မာရေးဆိုင်အာဆီယံဘုံသဘောတူညီချက်9ရပ်မှာမြန်မာနိုင်ငံတွင်ကြံ့ဖတ်မှုတွေချက်ချင်းရတမ်းပြီးသက်ဆိုင်သောအလုံးကအတက်နိုင်ဆုံးထင်းထင်းထင်းဆောင်ရွက်ရန်သက်ဆိုင်သောအလုံးကြောင့်အပြည့်သဘောဆောင်တဲ့တွေ့ဆုံဆွေးနွေးမှုတွေစတင်ကပြည်သူတွေရဲ့ကြိုးစီပွားအတွက်ငြိမ်းချမ်းတဲ့ဖြစ်တဲ့ရှောက်ပေးအာဆီယံကထားတဲ့ဒုကိုယ်စားလှယ်ကအာဆီယံထွေထွေတွင်းရမှုရဲ့ကိုညီနဲ့တွေ့ဆုံဆွေးနွေးလုပ်ငန်းစဉ်ကိုကြားဝင်ညှိနှိုင်းပေးရန်အာဆီယံရဲ့ AHA စင်တာကတစဉ်လူသားချင်းစာနာထောက်ထားမှုဆိုင်အကူအညီပေးရန်နဲ့အာဆီယံဒုကိုယ်စားလှယ်နဲ့ကိုယ်စားလှယ်ဖွဲ့ကမြန်မာနိုင်ငံကိုတွားရောက်ပြီးသက်ဆိုင်သောအလုံးနဲ့တွေ့ဆုံလို့ဖြစ်ပါတယ်မြန်မာနိုင်ငံအာဆီယံစည်းဝေးတွေမှာပြေဝကိုစားပြုခွင့်ပြန်လည်ပေးရမှာလဲဘုံသဘောတူညီချက်9ရပ်အကောင့်တွေပေါ်မှာလက်တွေ့ကြရတဲ့မှုရှိမရှိပေါ်မူတည်မီမဖြစ်ကြောင်းလာစရိုကပြောတယ်အထူးသဖြင့်ပဋိပက္ခနဲ့ကြံ့ဖတ်မှုတွေရှော့ချရေးအပြည့်သဘောဆောင်တဲ့တွေ့ဆုံဆွေးနွေးမှုနဲ့လူသားချင်းစာနာထောက်ထားမှုအကူအညီတွေပေးပို့ရေးတို့မှာမြင်သာတင်သားရှိတဲ့တိုးတက်မှုတွေရှင်တွဲကြောင်းဆိုရင်အာဆီယံခေါင်းဆောင်တွေကဘုံသဘောတူညီချက်9ရပ်အကောင့်တွေပေါ်မှုကိုနေ့စဉ်ပြန်လည်တုံ့တက်ဆောင်ဖြတ်တဲ့လုပ်ငန်းစဉ်ကနေတဆင့်မြန်မာနိုင်ငံပြည်ပခါရှော့ချရေးတွေ့ဆုံဆွေးနွေးရင်းနဲ့လူသားချင်းစာနာထောက်ထားမှုကိုညီပေးဆိုင်တိုးတက်မှုတွေကိုအာဆီယံဖွဲ့ဝင်နိုင်ငံတွေကတုံ့တက်နိုင်ကြောင်းလာစရိုကရှင်းပြတယ်။အာဆီယံလက်ကျဥက္ကဋ္ဌအနေဖြင့်အာဆီယံဖွဲ့ဝင်နိုင်ငံတွေစုစည်းတွေ့ဆုံပြီးတော့မြန်မာနိုင်ငံနဲ့အာဆီယံထိတွေ့ဆက်ဆံရေးရှေ့ဆက်ဆောင်ရွက်မယ့်လမ်းကြောင်းနဲ့အနာဂတ်မြင်တွေကိုပြန်လည်ဆွေးနွေးနိုင်မယ့်အခွင့်အလမ်းတွေဖန်တီးပေးသွားရင်ရည်ထားကြောင်းလည်းလာစရိုကပြောတယ်။2021ခုနှစ်ဖေဖော်ဝါရီလမှာစစ်တပ်အာဏာသိမ်းပြီးတော့ဆန်းစုကြည်ဦးဆောင်တဲ့အရက်သားဆွေးနွေးကိုပြောကြားခဲ့ပြီးနောက်အာဆီယံကမြန်မာစစ်တပ်ထိပ်တန်းခေါင်းဆောင်တွေကိုအာဆီယံထိပ်သီးစည်းဝေးကိုတက်ရောက်ခွင့်ပိတ်ပင်ထားတယ်။အာဆီယံစစ်မျက်စိဝေးမှာလည်းမြန်မာနိုင်ငံကနေနိုင်ငံနဲ့မသက်ဆိုင်တဲ့ကိုယ်စားလှယ်တွေကိုတော့တက်ရောက်ခွင့်ပြုထားတယ်။ဇွန်လ25ရက်နေ့မှာမလေးရှားနိုင်ငံသားဝန်ကြီးမိုဟာမက်ခါဆန်ကလည်းဘုံသဘောတူညီချက်9ချက်ကမြန်မာရေးဖြစ်ရှင်အတွက်အဓိကမူပေါင်းဖြစ်ဆက်လက်တည်ရှိနေကြောင်းပြောဆိုပြီးရင်းသဘောတူညီချက်ကိုပုံမထရောက်စာအကောင့်တွေပေါ်နိုင်နီလန်တစ်တွေကိုအာဆီယံကရှာဖွေနေကြောင်းပြောတယ်။ထို့အပြင်မြန်မာစစ်တပ်မြို့သိမ်းမျိုးရှာ energy ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေနဲ့တိုင်းဒေသလက်နက်ကိုင်ဖွဲ့စည်းပါဝင်မြန်မာရေးသက်ဆိုင်သောအလုံးနဲ့ဆက်လက်ထိတွေ့ဆွေးနွေးကအာဆီယံဥဆောင်တဲ့ငြိမ်းချမ်းကြိုးပမ်းမှုတွေကိုပံ့ပိုးပေးမိဖြစ်ကြောင်းမလေးရှားနိုင်ငံသားဝန်ကြီးကပြောပါတယ်။ဆက်လက်ပြီးအာဆီယံနိုင်ငံသားဝန်ကြီးနဲ့တွေ့ဆုံရန်ထိုင်းနိုင်ငံရောက်ရှိနေတဲ့ကျန်းဖတ်စစ်တပ်နိုင်ငံသားဝန်ကြီးတင်မောင်ဆွေကိုထိုင်းနိုင်ငံသားဝန်ကြီးကတွေ့ဆုံအာဆီယံနိုင်ငံသားဝန်ကြီးများနဲ့တွေ့ဆုံရန်ထိုင်းနိုင်ငံရောက်ရှိနေတဲ့ကျန်းဖတ်စစ်တပ်နိုင်ငံသားဝန်ကြီးတင်မောင်ဆွေကိုထိုင်းနိုင်ငံသားဝန်ကြီးဆီယက်ဆက်ဖွန်ကတ်ကဲရူကယမန်နေ့မှာတွေ့ဆုံခဲ့ကြောင်းထိုင်းနိုင်ငံသားဝန်ကြီးဌာနကထုတ်ပြန်နေထိုင်းနိုင်ငံဒုတိယဝန်ကြီးချုပ်နဲ့နိုင်ငံသားဝန်ကြီးဆီယာမက်ဖွန်ကတ်ကဲရူနဲ့စစ်ကောင်စီနိုင်ငံသားဝန်ကြီးတင်မောင်ဆွေတို့တွေ့ဆုံပြီးနယ်စပ်လုံခြုံရေးမြင့်ညီညံ့မှုနဲ့နိုင်ငံစီးပွားပူးပေါင်းဆောင်မှုတွေကိုဆွေးနွေးခဲ့ကြောင်းထိုင်းနိုင်ငံသားဝန်ကြီးကယနေ့ဇူလိုင်လ12ရက်နေ့မှာသတင်းထုတ်ပြန်နေဇူလိုင်လ17ရက်နေ့ထိုင်းဒုတိယဝန်ကြီးချုပ်နဲ့နိုင်ငံသားဝန်ကြီးဆီယာဆက်ဖိုကတ်ကဲရူကစစ်ကောင်စီနိုင်ငံသားဝန်ကြီးတင်မောင်ဆွေကိုလက်ခံတွေ့ဆုံခြင်းဖြစ်ပြီးတင်မောင်ဆွေကအာဆီယံနိုင်ငံသားဝန်ကြီးနဲ့မြန်မာနိုင်ငံသားဝန်ကြီးတို့ကြားပြုလုပ်မဲ့အလို့သဘောစည်းဝေးတရားရန်ထိုင်းနိုင်ငံကိုရောက်ရှိနေခြင်းပဲဖြစ်ပါတယ်။တွေ့ဆုံမှုတွင်ထိုင်းနဲ့မြန်မာနိုင်ငံကြားကာလရှည်ကြာနီးကပ်တဲ့အိမ်နီးချင်းဆက်ဆံရေးကိုနှစ်ဖက်ပြန်လည်တည်ပြုခဲ့ကြောင်းနယ်စပ်လုံခြုံရေးဆိုင်ပူးပေါင်းဆောင်ရွက်မှုတဘာဝင်ချင်းဆိုင်ပြည်ထနာရေးနဲ့အထူးသဖြင့်မြေညီညံ့မှုပြည်ထနာတို့ကိုဆွေးနွေးခဲ့ကြောင်းထိုင်းနိုင်ငံသားဝန်ကြီးဌာနကဆိုတယ်။တို့ပြင်နယ်စပ်ပြကြကုန်းတဲ့ပုံမလွယ်ကူချုံးမှုစေနဲ့နိုင်ငံကြောစီးပွားရေးချိတ်ဆက်မှုတွေပုံမအကောင်းလာစေအတွက်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုတွေကိုလည်းနှစ်ဖက်ဆွေးနွေးခဲ့ကြောင်းသိရတယ်။ချင်းပြည်စစ်ကောင်စီနဲ့အာဆီယံကြားထိတွေ့ဆက်ဆံရေးမြန်မာနိုင်ငံတွင်းငြိမ်းချမ်းရေးဆိုင်ရာဖြစ်ပေါ်တိုးတက်မှုတွေနဲ့အမျိုးသားပြန်လည်တည်မြဲလုပ်ငန်းစဉ်တို့နဲ့ပတ်သက်ပြီးတော့လည်းနှစ်ဖက်အမြင်ချင်းဖက်လည်းဆွေးနွေးခဲ့ကြောင်းထိုင်းနိုင်ငံသားဝန်ကြီးဌာနထုတ်ပြန်ချက်မှာဖော်ပြပါတယ်။ဆက်လက်ပြီးမြန်မာစစ်တပ်ထောင်ချတဲ့ကအာဆီယံမကြရစစ်ကောင်စီနိုင်ငံသားဝန်ကြီးနဲ့တွေ့ဆုံမဲ့စီစဉ်ကိုပဲဖြင့် APHR တောင်းဆို
မြန်မာတပ်ဖက်စစ်ကောင်စီကိုတရားဝင်မရရှိစေမဲ့မြစ်တိချေတန်းကိုမစိုးအာဆီယံနဲ့ဖွဲ့ဝင်နိုင်ငံတွေကငင်းပယ်ရမိဖြစ်ပြီးစစ်ကောင်စီထောင်ဆောင်တဲ့ကိုအာဆီယံမကြရောက်စေရင်အာဆီယံလူ့ခွင့်ဆိုင်လွတ်တော်မှတ်တွေဖွဲ့ကယမနေ့အသိပေးတောင်းဆိုတယ်။ဇူလိုင်လ12ရက်နေ့ထိုင်းနိုင်ငံအင်ရှင်ပြည်လက်ခံကျင်းပမဲ့အလို့တဘောတွေ့ဆုံပွဲမှာအာဆီယံကထိုင်းမြန်မာနိုင်ငံဆိုင်အထူးကိုယ်စားလှယ်နဲ့ဖိလစ်ပိုင်နိုင်ငံသားရေးဝန်ကြီးမာရီယာထရီဇာလာစတိုကစစ်ကောင်စီကနိုင်ငံသားရေးဝန်ကြီးနဲ့ဘန်ကောက်မြို့မှာတွေ့ဆုံစီရင်ထားခြင်းပေါ်လွန်ဆုံးရင်ကြောင်း APHR ကဇူလိုင်လ17ရက်နေ့မှာထုတ်ပြန်တယ်။အဆိုပါတွေ့ဆုံပွဲကစစ်ကောင်စီရဲ့လက်ဝဲကန်လွတ်တော်ကအာဆီယံဘုံသဘောတူညီချက်9ရပ်ကိုပယ်ချတဲ့အဆိုတရက်ကိုအတည်ပြုပြီးရက်သက်ပတ်အနေငယ်ကြာမှာပေါ်လာစေဖြစ်ကြောင်း APHR ကထောက်ပြတယ်။ထို့ပြင်အာဆီယံထူးကုစလေကဖန်စီထိန်းသိမ်းခံထားတဲ့နိုင်ငံတော်တိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်ဆန်းစုကြည်နဲ့တွေ့ဆုံပွဲတောင်းခံခဲ့တော်လဲစစ်ကောင်စီကညှင်းပယ်ခဲ့ပြီးနောက်ယခုတွေ့ဆုံပွဲကိုစီစဉ်လာခြင်းပဲဖြစ်ပါတယ်။ယခုတွေ့ဆုံပွဲကိုစီစဉ်ထားတဲ့အတိုင်းဆက်လက်ကျင်းပမည်ဆိုပါကမြန်မာနိုင်ငံရဲ့အတွက်တာမကပဲအာဆီယံတစ်ခုလုံးအတွက်ပါအနေရရှိတဲ့စံနမူနာတစ်ခုဖြစ်လာနိုင်ကြောင်း APHR ကတတိပေးတယ်။အာဆီယံဖွဲ့ဝင်တနိုင်ငံရဲ့စစ်တပ်က၎င်းတဲ့ခေါင်းဆောင်တွေကိုယ်တိုင်လက်မှတ်ရေးထိုးသဘောတူခဲ့တဲ့ဘုံသဘောတူညီချက်ကိုပွင့်လင်းလင်းညှင်းပယ်ပြီးနောက်မှာဆွေးနွေးပွဲစပွဲဝိုင်းမှာနေရာပြန်လည်ရရှိမည်ဆိုပါကအာဆီယံစုပေါင်းသဘောတူညီချက်တွေကလိုင်းနိုင်မလို့ပဲစိတ်ကြိုက်ညှိနှိုင်းနိုင်တဲ့သဘောတူညီချက်တွေဖြစ်ကြောင်းသတင်းစကားပေးရရောက်တယ်လို့ APHR ကထောက်ပြတယ်။ထို့ကြောင့်မနက်ဖြန်ကျင်းပစဉ်ထားတဲ့ဆုံပွဲကိုလက်ရှိအစီအစဉ်တိုင်းမကျင်းပရင်အာဆီယံကို APHR ကတောင်းဆိုတယ်။တစ်ချိန်တည်းမှာအာဆီယံဘုံသဘောတူညီချက်9ရပ်တဲ့ပုံမခိုင်မှာပြီးတော့အမှန်တကယ်အကောင့်ထဲပေါ်နိုင်တဲ့မူပေါင်းတစ်တရချမှတ်ရင်ရင်းမှုပေါင်းမှာတိကျရှင်းလင်းတဲ့သတ်မှတ်ချက်တွေချိန်ကာလသတ်မှတ်ချက်တွေနဲ့လိုင်းနိုင်ပြက်ကွက်ပါကချမှတ်မဲ့အကျိုးဆက်တွေကိုထည့်သွင်းသတ်မှတ် APHR ကတိုက်တွန်းနေအာဆီယံနဲ့ပြင်ပြီးခဲ့9နှစ်တာကာလအတွင်းမြန်မာပြည်သူတွေအတွက်ကြာရှုံးခဲ့ပြီးဖြစ်တဲ့နီလန်ဟောင်းကိုထပ်မံအသုံးပြုပဲခိုင်မာပြတ်သားစွာရည်တည်လွှဲကြောင်း HPH ကတောင်းဆိုထားပါတယ်။နောက်ဆက်ပေးကြတဲ့အတွက်ဒုပဲကျေးဇူးတင်ရှိပါရရှင်။